ထွန်းထွန်းတို့စုံတွေဟာအမှုပညာလောကနဲ့ပြည်သက်တွေကြားမှာအယူရှင်ဆုံးနဲ့အေးချမ်းဆုံးဖြစ်တန်ခဲ့ကြတဲ့စုံတွေတွေပဲဖြစ်ပါတယ်။အများကြီးကြွားဝလာမျိုးမရှိပဲတယောက်ကိုတယောက်နားလည်မှုအပြည့်နဲ့လက်တွဲလာခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လူတိုင်းရဲ့ဘဝမှာတစ်ခါပဲကြုံရမယ်လက်ထပ်ခွင့်တောင်းတဲ့အချိန်လေးကိုတော့ထွန်းထွန်းတယောက်ဘလို့မှမေ့မရနိုင်တဲ့အစီအစဉ်လေးတစ်ခုဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ချစ်ချင်းမြတ်တာဆိုတာအချိန်ကမရွေးဘူးနေရာမရွေးဘူးလို့ပြောလို့ရှိကြပါမယ်တကယ့်ကိုအတိတ်ပဲရှိဆုံးနေရာတစ်ခုမှာအမျက်နှိုးဆုံးချစ်သူတယောက်ရဲ့ဘဝကိုလက်တွေ့ဖို့အဖြစ်ရွေးချယ်လိုက်ရတဲ့ခံစားချက်ကတော့ဘာနဲ့မှနိုင်လို့မရအောင်တူကြပါရနော်ဒီနေ့မှာတော့ပရိသတ်တွေအားလုံးအချစ်ပိုရတဲ့အဆိုတော်တရုတ်ဆောင်ထွန်းထွန်းနဲ့သူ့ရဲ့ချစ်သူအင်းငိမ့်သူတို့ရဲ့အရန်ကိုချီနူးစရာကောင်းပြီးမြန်မာဆန်ဆန်ရိုမန်တစ်ဆိုင်ခဲ့တဲ့မင်္ဂလာဦးအမတ်တရအကြောင်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲသိကြတဲ့အတိုင်းပဲထွန်းထွန်းကသူ့ရဲ့ကောင်မလေးကို luxury salad restaurant နဲ့ကန့်ချီတွေကိုရွေးချယ်ပြီး propose မလုပ်ခဲ့ပေမဲ့မြန်မာအထွတ်မြတ်ထားရာရွှေတကုံစီတီတော်မြတ်ကြီးပေါ်မှာပဲ propose လုပ်ခဲ့တာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်ရဲ့မြတ်တာတရားကိုဖျားတရားတန်ကတက်သေးအရာတည်ပြီးအချမ်းတဲ့ဂရိစကားနဲ့စတင်ခြင်းခဲ့လို့ပဲဖြစ်ပါတယ်ဆိုပြီးထွန်းထွန်းကပြောဆိုထားပါတယ်။အချစ်ရဲ့ဂတိသစ္စာကိုဖျားပေါ်မှာတောင်းခံခဲ့ပြီးနောက်သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးအစားကောင်းမှုအဖြစ်ရွေးချယ်ခဲ့တာကတော့ခမ်းနားတဲ့ပါတီတွေမဟုတ်ပြန်ပါဘူး။ဘုန်းကြီးကျောင်းမှာတန်ကတော့အရှင်သူမြတ်တွေကိုဆွန့်ခဲ့ပွဲဘောဇင်တွေနဲ့ဆက်ကလူတန်းနဲ့မင်္ဂလာဦးဆွန့်ချွေးလူလေးပဲဖြစ်ပါတယ်။မြမရိုးရာယဉ်ကျေးမှုနဲ့အညီထွန်းထွန်းကဂတိပါဖနက်ပစုအစံလေးနဲ့တင့်တယ်နေသလိုသူတို့သမီးလောင်လေးအင်းငိမ့်သူကလည်းရွရွရင်ရင်မြမဝတ်စုံလေးနဲ့တပ်ပဲချီလင်းနေခဲ့ပါတယ်။ရှက်နီရွေးကဆရာတော်ကြီးတွေကိုပင်ဖိတ်ပြီးဆွန့်ချွေးတရားနာယူခဲ့ကြတာပဲဖြစ်ပါတယ်။တခြားအမှုပညာရှင်တွေလိုငွေကြေးအကုန်ကြအများကြီးမခံပဲဘာသာတရားကိုင်းဆိုင်ပြီးအေးချမ်းနဲ့ပွဲလေးကိုအချင်းချုပ်ပဲစီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့သောပရိသတ်တွေကယခုကဲ့သို့သောပွဲအသေးလေးတွေပဲပြုလုပ်ခြင်းကိုဒါကဘတ်ဂျက်အရန်ဆန်တဲ့ပွဲစီစဉ်မှုပဲဒီလောက်တောင်ကုန်ကြမခံနိုင်ဘူးလားဆိုပြီးတော့အံ့ဩသင့်နေပါတယ်။ propose လုပ်ခဲ့တုန်းကလည်းရွှေတကုံဖျားပေါ်မှာဘတ်ဂျက်တွေနဲ့အခုမင်္ဂလာဦးမှာလည်းတခြားဟိုတယ်တွေမှာဆောင်ခဲ့ခြင်းမရှိပဲ AECC လေးပွဲအသေးလေးပဲပြုလုပ်ခဲ့ပြီးဘတ်ဂျက်ပွဲပဲစီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့သောပရိသတ်တွေကဒီလိုမျိုးရွှေတကုံဖျားပေါ်က e-channel နဲ့ propose အခိုက်အတန့်နဲ့ဖုန်းကြီးเจ้าကမင်္ဂလာဦးဆွန်ချွေပုံရိပ်တွေကိုမြင်တွေ့ရတဲ့အခါမှာအမှုပညာလောကသားတွေကသူတို့ရဲ့စုံတွဲလေးကအရန်ကိုပီတိဖြစ်ရပါတယ်ဆိုပြီးတော့မှတ်ချက်တွေပေးခဲ့တာတွေလည်းရှိနေပါတယ်။ဒါမှတကယ်မြန်မာဆက်ဆံနဲ့ချီနူးစရာကောင်းတဲ့စုံတွဲလေးဆိုပြီးချီကျူးစကားတွေလည်းတဖောက်ဖောက်ပြောခဲ့ကြပါတယ်။တွန်းတွန်းတို့ရဲ့အချစ်ဇလန်းလေးကကျမတို့ကိုတခုတတိပေးသွားခဲ့သလိုဖြစ်နေပါတယ်။အချစ်ဆိုတာငွေကြွေတွေအသုံးအဆောင်တွေထက်တယောက်နဲ့တယောက်ပြီးတဲ့သစ္စာတရားနဲ့နားလည်မှုမှာပဲမူတည်တယ်ဆိုတာပဲဖြစ်ပါတယ်။မြင့်မြတ်တဲ့နေရာမှာဂတိသစ္စာပြုပြီးကုသိုလ်အလုပ်နဲ့ဘဝကိုစတင်ခဲ့တဲ့သူတို့နှစ်ယောက်ရဲ့အိမ်တော်ကြီးဟာလည်းနောက်နှစ်ပေါင်းများစွာအထိအေးချမ်းသာယာနေမှအသေးချပါပဲနော်။ကဲပြိတ္တကြီးလည်းတွတ်တွတ်နဲ့အင်းငိမ့်သူတို့စုံတွဲလေးရဲ့ချီနူးစရာမင်္ဂလာဦးမှတ်တရလေးတွေကိုကြည့်ပြီးပီတိဖြစ်ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။သူတို့နှစ်ယောက်ရှာသက်ပံလက်တွဲမြဲပြီးပျော်ရွှင်စရာအိမ်တော်ကြီးဘဝလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးရင်ဒီကနေ့ရဲ့အစီအစဉ်လေးကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါရရှင်။အားလုံးပဲတာယာအေးချမ်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။